အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်တရေဇာတ်လမ်းတွေနဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးထားခဲ့ကြပါအောင်ဗျာမဖဲဝါကိုမုံနေစောအညာဆောင်မြအေးချက်ကတော့ကန်းကုန်ရောဗျတာတီတို့အညာသားတွေဆိုတာညရောက်ရင်မိချုံကြပြီးရင်အိပ်ရဝင်လာနဲ့ဂုံဒီအိတ်ကိုချုပ်ထားတဲ့ဆောင်းတစ်ထက်အညာဆောင်ထူးထူးတစ်ထက်ခြုံပြီးတော့ကိုေးကြရတာပေါ့ဗျာဒီရက်နေတမင်းကလည်းစားကောင်းတယ်ဗျဖေရကင်းလေးတွေအချိုချက်လို့ချမောင်ဘက်ကိုမြေဘဲနဲ့ရောထောင်းပြီးကျက်တုံဒီအကွင်းလိုက်လေးလှီးထားတာလေးနဲ့မြေဘဲစီမှုန့်မှုန့်လေးလောင်းပြီးတော့တောက်ထားတာလေးရဲ့အမဲကြောက်ကိုရင်းနှဲစိန်ပြီးတော့ဖုတ်ထားတာလေးရဲ့ပါတယ်ဗျဘဲစီလေးနစ်နေအောင်ဆမ်းပြီးတော့စိန်ထားတော့ကောင်းချက်ဗျကျုပ်ဖြင့်ထမင်းဘဏ္ဍပကံထက်မိမှန်းတော့မသိတော့ပါဘူးဗျာလာခဖြင့်ပြားသူလာတော်ကောင်းကနေတော့မယ်အေးတကလည်းနည်းနည်းလေးမှကိုမရောသေးပါဘူးဗျာနေတော့ပြောက်ပြီးမိုးချုပ်တာနဲ့စိတ်လာတော့တာဗျကျုပ်လည်းဝိုင်းထဲမှာစောစောပဲပြီးဖိုလိုက်တယ်အဘတို့အမိတို့ကအသက်ကလေးတွေရကုန်ကြပြီလေဗျာအေးတန်တိတ်မခံနိုင်ရတော့ဘူးဗျကျုပ်မိဖို့မီးဆွဲတာနဲ့ထင်းရုံတွေကထင်းတုံကြီးကြီးတွေဆွဲလာပြီးတော့မီးကူအောင်လုပ်လိုက်တယ်ဟဲ့ဘာတော့တာတည်းရဲ့လာကြအဘကိုပါခေါ်ခဲ့ဒီမှာမီးခိုပြီးပြီစောစောလေးမီးလုံးကြဒီညတော်တော်အေးမဲ့ပုံပဲအခုတော့မှစိတ်လာပြီဩအေးလာပြီဟဲ့ကိုညံရှင်သားတာတွေတော့မီးဖို့လို့ပြီးပြီတဲ့အေးလာပြီလူလေးရေလာပြီအဘကကြောက်ကြောင်းအောင်လှမ်းပြောနေတာခဏနေတော့အမေနဲ့အဘကအိမ်မော်ကဆင်းလာကြတယ်ဗျကျုပ်ဖိုးပြီးတဲ့မီးဖို့ပြီးမှကျုပ်ကတခါတည်းဖျားချမ်းလေးပါခင်းပေးထားတာဗျအဘကရင်းနှီးကြရရောအကျမ်းပကံတွေပါယူရခဲ့တယ်ဒါလည်းကျုပ်တို့အညာသူညာသားတွေရဲ့စီးစိမ်တစ်မျိုးပေါ့ဗျာကိုကြီးတာတွေမီးလုံနေကြပြီလားဟောဗျာကြောက်ကန်းနဲ့တံမီရောက်ချလာပြီဟေ့ကောင်တွေလားကွာဒီညအေးလို့ကွာအဘနဲ့အမေကိုမိဆုံပေးထားတာဟဲ့ကြောက်ခိုင်းတဲ့တမဏီလာကြဟေ့လက်ဖက်လေးစားပြီးရင်နှွေးချမ်းပူပူလေးတောက်ကြအောင်အမေကဒီကောင်နှစ်ကောင်ကိုလှုပ်ခင်တာဗျမထိုင်တော့ဘူးကြီးကိုကြီးတာတွေကိုလာခေါ်တာဗျဘာလေးချစ်ခိုင်တို့ဝိုင်းကိုသွားကြမလို့ဟေးဟုတ်လားချစ်ခိုင်တို့ဝိုင်းမှာဘာတွေလှုပ်စားကြမလို့တော့မလှုပ်စားပါဘူးကြီးရဲ့မနေ့ကသတင်းကိုသွားပြီးတော့ဘေးဆန်းကြမလို့ပါဟေးဘာသတင်းတော့ကြောက်ခဲရငါလည်းဘာမှမသိရပါလားဟာကိုကြီးတာတွေကလည်းရွာရှိပိုင်းကဘာလေးချစ်ခိုင်တို့ဝိုင်းမှာမနေ့ကအစောကြီးပဲကြီးကန်းတွေရောက်နေလို့ဗျလင်းနာကြောပြူကြီးတကောင်လဲပါတယ်တဲ့ဟာဒီကောင်ကြောက်ခဲငါကအဟုံးမှတ်လို့ဝိုင်းထဲကတစ်ပင်တွေမှာကြီးကန်းနာတာဘာဖြစ်လို့တော့ကွာဒါမှအထူးဆန်းလုပ်လို့ကွာလာဒီမှာပဲမိလုံကြအောင်ဟာကိုကြီးတာတွေကလည်းကျုပ်စကားတော်မဆုံးသေးဘူးဗျဟေးဒါဆိုရင်လည်းဆက်ပြောကွာကြီးကန်းက9កောင်6កောင်ရှိတယ်ဗျအားလုံးကတောကြီးကန်းတွေကြီးပဲအကောင်တွေကလည်းအတော်ကြီးတယ်ဗျဘာလေးချစ်ခိုင်ကဝိုင်းနဲ့ဆင်းအလာမှာကြီးကန်းတစ်ကောင်ကအာဆိုပြီးတော့အတန်မမကြီးနဲ့អော်လိုက်တဲ့ဘာလေးချစ်ကလည်းဒီကြီးကန်းကអော်တာကြီးကတမျိုးပါလားဆိုပြီးတော့တရက်ပင်မော့ကြည့်လိုက်တော့ကြီးကန်းတွေကဘာလေးကိုဝိုင်းကြည့်နေကြတာလေဗျဘာလေးကရွှီဆိုပြီးလက်နဲ့ဝှေ့ပြီးတော့မောင်းတာတော့မှနည်းနည်းမှမလှုပ်ဘူးတဲ့ကြီးကန်းတွေကလည်းအကြီးကြီးတွေဆိုတော့ဘာလေးကနည်းနည်းစိုးရင်သွားပြီးအိမ်မော်ပြန်တက်ခဲ့တယ်တဲ့ကိုကြီးတာတွေလည်းတီးသားပဲဗျာဘာလေးချစ်ခိုင်ကဒီရွာမှာလောက်လေးပြပြန်ရင်အမြဲတမ်းနိုင်တဲ့သူမလားသူ့ရဲ့လောက်လေးကိုင်မှာလေးကျိုးချက်ချင်းတက်လောက်စလုံးယူပြီးတော့ဝိုင်းထဲကိုပြန်ဆင်းလာခဲ့တယ်ဝိုင်းထဲရောက်တော့ကြီးကန်းကြီးတွေကရှိနေတော့မဲတဲ့အော်လည်းမအော်ဘူးတဲ့ဘာလေးကိုပဲစိုက်ကြည့်နေကြတာဆိုပဲကိုကြီးတာတွေစဉ်းစားကြည့်တယ်ဗျာကြီးကဲဆိုတာကလောက်လေးတို့လေးွားတို့မြင်လိုက်ရင်ချက်ချင်းထပြန်ကြတာပဲမလားဒီကြီးကန်းတွေကမပြန်ဘူးတဲ့ဗျလှုပ်တော့မလှုပ်ဘူးတဲ့ဒီတော့ဘာလေးကသူ့ရဲ့လက်ဆွဲတော်လောက်လေးကြီးနဲ့ပြစ်မလို့လှုပ်ပြီး6တန်းတဲ့ဒါလည်းကြီးကန်းတွေကနည်းနည်းမှကိုမကြောက်ဘူးတဲ့ဗျာဒါနဲ့ဘာလေးကလောက်စာအိမ်မှာလောက်စလုံးထဲကြီးကန်းတစ်ကောင်ကိုပြစ်လိုက်ရောတယ်ဗျဘာလေးရဲ့လောက်စလုံးကြီးကဘလောက်ပြင်းနေဆိုတာကိုကြီးတာတွေသိတာပဲဟာဖုံးနဲ့ထိပြီးတော့ကြီးကန်းကြီးဘုံကနေမြေကြီးပေါ်ကျလာရောတယ်ဗျဒီတော့မှကျန်းတဲ့ကြီးကန်းတွေကထပြန်သွားကြတာတဲ့ဗျဒါတော့အဝေးကိုပြန်တော့မဟုတ်ဘူးတဲ့ဝိုင်းပေါ်မှာဝဲနေကြတာတဲ့ဗျအော်လည်းမအော်ကြဘူးတဲ့ဗျကြီးကန်းတွေဆိုတာကသူတို့ကြီးကန်းအုပ်ထဲကတကောင်ထိရင်ကျန်တဲ့အကောင်တွေကတအားနဲ့ဝိုင်းအော်တယ်မျိုးလीဗျာဒီကြီးကန်းကြီးတွေကတကောင်မှမအော်ဘူးတဲ့ဗျာမြေကြီးပေါ်ကျလာတဲ့ကြီးကန်းကြီးကစန့်ငယ်ဖြစ်နေတော့မှာတဲ့ဗျာအုံးမိန်ပေါ်မှာနားနေတဲ့လင်းနာကြီးတကောင်ကချက်ချင်းထိုးဆင်လာတဲ့နေတဲ့ဟာကြီးမှမဟုတ်တာဗျာကြောပြူကြီးဆိုပဲတခါတည်းအဲ့ဒီလင်းနာကြောပြူကြီးကစန့်ငယ်ဖြစ်နေတဲ့ကြီးကန်းကြီးပေါ်ကိုကာယခွာရလိုက်ပြီးသူ့ရဲ့ကိုယ်လုံးနဲ့ဝေးပေးလိုက်တာတဲ့ဗျာ
ဘာလေးချစ်ကအန်ဟော်ဘီကြည့်နေတော့ရှိသေးတယ်လင်းနာကြီးရဲ့အောက်မှာဆန့်ငင်ဖြစ်နေတဲ့ကြီးကန်းကြီးကချက်ချင်းကောင်းသွားပြီးတော့လင်းနာကြီးရောကြီးကန်းကြီးပါထပြန်သွားကြတာလေဗျဟာဟုတ်တာထူးဆန်းလာကြီးလားကွာဘာလေးချစ်ခိုင်ကသူ့ရဲ့နောက်လေးကြီးနဲ့ထပ်မပြစ်ဘူးလားကွာကြောက်ခဲရကိုကြည့်တာတွေကလည်းဘာလေးလဲအန်ဟောပြီးတော့ကြည့်နေတော့ဘယ်ပြစ်မိမှာတော့ဗျအေးကွာကြောက်ခဲရထူးတော့ထူးဆန်းသားကွာဒီလင်းနာနဲ့ဒီကြီးကန်းတွေကဘလို့ပတ်သက်နေလို့တော့ရှိသေးတယ်ဗျကိုကြည့်တာတွေကဘာမှမပြောတဲ့တန်မဏိတောင်ဝင်ပြောတာဗျအေးပြောပါအောင်ကွာတန်မဏိရအဲ့ဒီလင်းတာကြီးနဲ့ကြီးကန်းတွေကချက်ချင်းပြင်မသွားဘူးတဲ့ဗျဘာလေးချစ်တို့ဝိုင်းပေါ်မှာတော်တော်ကြောင်အောင်ဝိုင်းပက်ပြီးတော့ပြန်နေကြတာတဲ့ကြီးကန်းတွေကတော့မအော်ဘူးတဲ့ဗျလင်းနာပြူကြီးကဂီဆိုပြီးအတန်ကျဲကြီးနဲ့အော်သွားတဲ့ဘာလေးလဲငှက်တွေပြောက်သွားတော့မှအိမ်မကိုတက်လာတယ်ဗျနေပါအောင်ကွာမင်းတို့အခုတိထားတာလဲစုံနေမှာပဲဘာလေးစီကိုသွားပြီးဘာကိုမေးဦးမှာတော့ကွာဒါကရွာတွေကလူတွေတယောက်နဲ့တယောက်ပြောကြတာပဲရှိတာလေကိုကြည့်တာတွေကဘာလေးချစ်ပြောမှအမှန်ကိုသိရမှာမဟုတ်ဘူးလားလူဆိုတာကတစိမ့်ကိုတအိတ်လုပ်ပြီးပြောကြတာဗျအဲ့ဒီထဲမှာကျတို့ထောင်းကုန်းသားတွေကသူများထက်တောင်ပိုကြတယ်ဗျတစိမ့်ကို2အိတ်လောက်လုပ်ပြီးတော့ပြောချင်ကြတာကဲလာပါဗျာကိုကြည့်တာတွေကလည်းကြောက်ခဲကကျုပ်ကိုမရမကကတ်ခေါ်နေတာဗျတာတရေလိုက်သွားလိုက်ပါဟဲ့နင့်ညီတွေကလိုက်စီချင်းတို့တကူးတကလာခေါ်နေတဲ့ဟာကိုနောက်ဆုံးတော့ဘာလေးချစ်ကင်တို့ဝိုင်းနေကိုရောက်ခဲ့ရောဆိုပါတော့ဗျာဟုတ်တော့ဟုတ်သားဗျဘိုးရီတို့ဘိုးယုံတို့တောင်ရောက်နေပြီဗျဟာချစ်ကင်ရေမင်းရဲ့တရင်ကိုတာတေကျသွားလို့ဖြစ်မယ်အခုမှကြားတာပါဘာလေးရဲ့ဒီကောင်လေးကြောက်ခဲတို့လာပြောမှသိရတာဘလို့တော့ဘာလေးရဲ့ထူးဆန်းလိုက်တာဗျာဘာလေးရဲ့လောက်လေးချက်နဲ့ထိသွားတဲ့ငှက်ဟာအသက်ရှင်နေဆိုတာရှိဘူးလို့လားကျုပ်ကအဲ့လိုမေးလိုက်တော့ဘာလေးကသဘောကျပြီးတော့ပြုံးနေတယ်ဗျဘဲကားသာရှိမှာတော့ကွာတာတီးရမနေ့ကငါပြစ်လိုက်တာကခါတိုင်းထက်တောင်အားဆိုင်လိုက်သေးတယ်ကွာဘာလို့တော့ဆိုတော့ကြီးရန်တွေက2ပေလောက်ကိုရှိတာဟာဒီတော့ငါအားအောင်ဆွဲပြီးတော့ပြစ်လိုက်တာလောက်လေးကိုင်းဆိုတာကမကြိုးပဲ့ရုံတမဲပဲရှိတော့တယ်ဒီပြစ်ချက်မျိုးထိလို့ကတော့ဘလောက်ကြီးတဲ့ငှက်ပဲဖြစ်ဖြစ်မသေးပဲမရှိနိုင်ပါဘူးကွာ2ပေဟုတ်လားပါလေတော်တော်ကြီးတဲ့ကြီးကန်းတွေပါလားဗျဒီလိုကွာတာတီးရကြီးကန်းကအနှစ်မျိုးရှိတယ်မြို့ကြီးကန်းနဲ့တောကြီးကန်းကွာမြို့ကြီးကန်းကနှုတ်သီးကနေအမိထိ15လက်မလောက်ရှိတယ်အကောင်ကလည်းသေးတယ်တောကြီးကန်းတွေကနှုတ်သီးပြားကနေအမိပြားအထိလက်မ20 22လက်မလောက်ရှိတယ်ကွာအခုကောင်ကြီးတွေက24လက်မလောက်ရှိတယ်ကွာဟာဘာလေးတိုင်းမှုတယ်ဟုတ်လားကျုပ်ကတအန်တော်နဲ့ဘာလေးချစ်ခိုင်ကိုမေးလိုက်တာဗျဟာကောင်တာတီးရငါ့ကိုဒီနေ့တကြောမှာငှက်မုတ်ဆိုချစ်ခိုင်းလို့ခေါ်ကြတာမင်းမသိဘူးလားဒီတဝိုင်းမှာငါလောက်ငှက်ကြမ်းကြည့်တဲ့ငှက်နားလေတဲ့သူဘာမှရှိလို့တော့ကွာဟုတ်သားဗျဘာလေးကိုငှက်မုတ်ဆိုလို့ခေါ်ကြတာဘာလေးကယုံလဲမပြစ်ဘူးတခြားသားကောင်တွေလည်းမလိုက်ဘူးငှက်တစ်မျိုးတည်းကိုပဲသူကပြစ်တာဘာလေးပြစ်လိုက်ရင်လဲတစ်ချက်ကိုတကောင်ပဲပြူနေအောင်ချစ်ခိုင်ရဘိုးလေးတွေးကြည့်တော့အုံမင်ပေါ်မှာနားနေတဲ့လင်းနာကြောပြူကြီးနဲ့ဒီကြီးကန်းတွေကအတူလာတာဖြစ်မယ်ကွာဘိုးကြီးလေးကပြောတယ်ဗျဟာတေးကြတာပေါ့ဘိုးရဒါကြောင့်နင်းနာကြီးကချက်ချင်းထိုးဆင်လာပြီးတော့ကြီးကန်းကိုအသက်ရှင်အောင်လှုပ်ပေးလိုက်တာပေါ့ပြန်တော့လေအတူပြန်သွားကြတာပဲလေထူးတော့အတော်ထူးတာပဲကွာငါတော့မတင်ငါဘူးချစ်ခိုင်ရဘိုးယုံကလည်းမျက်မှောင်ကြီးကျုပ်ပြီးပြောတယ်ဗျဘာကိုတော့ကိုယုံရဲ့ဘာကိုမတင်ငါတာတော့ဘိုးကြီးလေးကဘိုးယုံကိုလှည့်မိလိုက်တယ်ကျုပ်ရဲ့စိတ်ထင်တော့ဒီကြီးကန်းတွေကတာမန်မဟုတ်ဘူးထင်တယ်ဗျတခုခုလှုပ်ထားတဲ့လိမ့်ဆန်တွေဖြစ်မယ်ဗျဗျာဘလို့တခုခုလှုပ်ထားတာတော့ဘိုးယုံရဲ့ရှင်းအောင်ပြပြသမ်းပါဗျာဘာလေးချစ်ခိုင်ကဘိုးယုံပြောတာကိုနားမလည်လို့ပြန်မေးလိုက်တယ်ဘိုးပြောတာကဒီလိုကွယ်မောင်ချစ်ခိုင်ရဲ့ကဝေးဆုံးတွေနဲ့ပတ်သက်နေသလားလို့တွေးမိလို့ပါကွာဘိုးယုံပြောတာကိုအားလုံးကစိတ်ဝင်သွားကြပြီဗျနှုတ်ဒီလိုဟာမျိုးကိုယုံမြင်မှုလားကြားမှုလားရှိလို့လားဘိုးကြီးလေးကဘိုးယုံကိုပြန်မေးလိုက်တယ်ဒီတော့ဘိုးယုံကခေါင်းလေးညှိပြီးပြောတယ်ဗျကျုပ်ငငယ်တုန်းကကျုပ်တို့ရွာမှာမိမကြီးတယောက်ရှိတယ်သူရဲ့နာမည်ကမမင်းယူလို့ခေါ်တယ်။ရွာထဲမှာဘာယောဂပဲဖြစ်ဖြစ်သူကုရင်ပျောက်တာပဲဗျာ။ဟိုဆေးလိုလိုဒီဆေးလိုလိုနဲ့တကယ်တော့ဟုတ်ညညာဘာဆေးတစ်ခုမှတိုက်တာမဟုတ်ဘူးဗျာ။သူ့ရဲ့လက်နဲ့ထိယုံတက်ယုံနဲ့ကိုပျောက်တာ။ဟာတော်တော်စွမ်းနဲ့ဘွားတော်ကြီးပါလား။ကြောက်ခဲကတန်တော်နဲ့ဝင်ပြောလိုက်တယ်။ဘိုးယုံကတော့ဆက်ပြီးတော့ပြောတယ်။ကျုပ်ဘိုးကကျုပ်ကိုတူတူလေးကပ်ပြောတယ်ဗျာ။လူလေးအဲ့ဒီမိမကြီးကိုလမ်းမှာတွေ့ရင်မကြည့်မိစေနဲ့ကိုဘာသာပဲနေကြလား။အဲ့ဒီမိမကြီးကဝမ်းတွင်ဆုံးမကြီးကွာမောင်ယုံရဲ့အဲ့ဒီလိုပြောတယ်ဗျနေပါအောင်ဘိုးရဲ့ဝမ်းတွင်ဆုံးဆိုတာကဘာကိုပြောတာတော့ဗျကြောက်ခဲကမေးပြန်ပြီဗျဘ
ဘိုးယုံကဒီတစ်ခါတော့ကြောက်ခဲကိုလှမ်းကြည့်ပြီးတော့ပြောလိုက်တယ်ဝိုင်းတွင်ဆုံးဆိုတာကမွေးကလေးကအလိုလိုပညာတတ်နေတာကွာကလေးချင်းကစားနေတော့သူများရဲ့အရေးကိုဖနှောင်းနဲ့ပေါက်လိုက်ရင်အပေါက်ခံရတဲ့ကလေးဟာဖျားတော့တာပဲကွာအဲ့ဒီတော့ငါပို့ပြီးတော့ပြောနေကြမလို့ပါဘူးကွာကြောက်ခဲရမင်းရဲ့ဆရာဒါလေးကိုမေးလိုက်ရင်သိပါတယ်ကွာဘိုးယုံကအဲ့လိုပြောလိုက်တော့အားလုံးကကျုပ်ကိုကြည့်ပြီးတော့ပြုံးနေကြတယ်ကျုပ်လည်းဒီလောက်တော့မသိပါဘူးဘိုးရဲ့လို့ကျုပ်ကပြောလိုက်တယ်ဘိုးယုံကစကားကိုဆက်ပြောလိုက်တယ်အဲ့ဒီမိန်းမကြီးကသူ့ရဲ့ဝိုင်းထဲမှာဒေါ်ကြီးကန်ကြီးတစ်ကောင်ကိုသူ့ရဲ့ပညာနဲ့မွေးထားတဲ့ဗျာသူမှပတ်စံအတုံးပြတ်တော့မယ်ဆိုရင်သူ့ဒေါ်ကြီးကန်ကြီးကိုလွတ်လိုက်တာပဲကိုယ့်ရဲ့ရွာမှာပဲဖြစ်ဖြစ်အနီးနားရွာတွေမှာပဲဖြစ်ဖြစ်ပေါ့ဗျာဒေါ်ကြီးကန်ကြီးကအိမ်ကောင်မိုးပေါ်မှာနားပြီးတော့အာလို့အော်တဲ့ဗျာဒါဆိုရင်အဲ့ဒီအိမ်ကလူတစ်ယောက်ဖျားရင်ဖျားမဖျားရင်ဘိုက်အောင်ရင်အောင်တခုခုဖြစ်တော့တာပဲဗျို့ဟိုဆရာဒီဆရာကြိုက်တဲ့ဆရာနဲ့ကူပျောက်ကိုမပျောက်ဘူးတဲ့ဗျာနောက်ဆုံးမဲမင်းယူကြီးကိုပင့်ပြီးခုတော့မှပျောက်တာတဲ့ဗျို့သူကစေကူကများများမတောင်းမှုတဲ့ဗျာစံတပြင်းနဲ့ဝင်ကားမှတ်ဆိုရင်ရပြီဒါပေမဲ့သူစင်းမကုရတဲ့နေ့ဆိုတာမရှိဘူးဆိုပဲဗျာမိမကြီးဆိုတာရွှေလက်ကောက်တွေဝစ်လို့ဗျာရွှေဆွဲချိုးကြီးတုတ်တုတ်ကြီးလဲဆွဲထားတာဗောဗျာစုံလာကိုဝေလာတော့မသိဘူးဗောဗျာကျုပ်နည်းနည်းကြီးလာတော့မဲမင်းယူရဲ့ဝိုင်းနာရောက်ရင်